အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ Audio Box YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးကူတင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ဖွားရဲ့သပွဲလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မသေးဆက်ခင်မေလေးရဲ့ Audio Box YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်တခါတော့ကမတက်မဆွမ်းအဖွားဟာခင်မုန်းဖြစ်သူတည်ဆုံးသွားလို့သူ့သားနဲ့အတူနေထိုင်ကြတဲ့အဖွားအိုရဲ့သားမှာဇနီးသမီးလေးတယောက်ရှိတဲ့အဖွားအိုကဗိုက်စားရနဲ့ဤဘိုကြောင့်လည်းဝင်သွားလိုက်တယ်အဖွားအိုရဲ့အမြန်နဲ့အကြအာယုံတွေကတနေ့တဲ့တနေ့ပိုးရုံရောလာတယ်အဖွားဟိုကထမင်းစားနေရင်မင်းစားနေရင်ကထမင်းတွေကစုံးတဲကနေအမြဲတမ်းပြုတ်ကြပါတယ်အေးရွေတွေဆိုရင်ခက်ထဲကနေအဖိဖိအစင်စင်အဖွားရဲ့သားနဲ့ချွေးမဟာအဖွားကိုကူညီရမယ်အစားစိတ်ပြည့်ငြိမ်ငြိမ်လာကြတယ်ဒီနေ့အဖွားဟာထမင်းစားနေရင်လက်ထဲကစုံကကြာခွဲသားတယ်အဖွားဟာမနှက်စာစားရင်ငါးနိုးခွက်ကိုလမ်းနဲ့တိုက်မိကြာခွဲသွားတဲ့ကရုံကရန်အဖွားရဲ့သားနဲ့ချွေးမဟာလာကြည့်ကြတယ်အဖွားရဲ့သားနဲ့ချွေးမဟာဒီအဖြစ်အပျက်ကိုလုံးဝသီးမခံနိုင်ခဲ့ဘူးဖြစ်သွားတယ်နောက်တစ်နေ့မှာတော့သူတို့ကအဖွားကိုအတွက်စပွဲတေးသေးလေးတစ်လုံးလုပ်ပေးလိုက်တယ်အခန်းထောက်တနေရာမှာထားပေးလိုက်တယ်အဖွားကိုအတွက်စားစရာတွေကိုအဲ့ဒီနေရာမှာပဲပြင်ဆင်ပေးလိုက်တယ်အဖွားကကလလန်းကသမင်းစားစဝိုင်းကြီးမှာထိုင်စားနေကြတဲ့မိသားစုတွေကိုသူ့စပွဲကနေမျက်ရည်နဲ့ရွှဲနေကြည့်နေမိတယ်ဒီနေ့တော့အဖွားရဲ့မိလေးဟာကျန်းပြင်ပေါ်မှာကစားနေတယ်သမီးလေးဘာတွေကစားနေတာလဲသူကစားစရာဘလောက်သုံးလေးတွေကိုဆက်ပြီးကစားနေတာပဲဖြစ်တယ်သူ့အဖေနဲ့အမေကငင်ချက်သားကောင်းနေတဲ့သမီးလေးကိုလာဆူဆန်းကြတယ်ဖေဖေသမီးလေးဘာဒီစော့နေတာလဲသမီးကဖေဖေနဲ့မေမေအတွက်စပွဲတေးသေးလေးတစ်လုံးလုပ်နေတာဒါမှသမီးကြီးလာရင်ဖေဖေတို့အတွက်ဒီစပွဲလေးကိုအခန်းတောင်မှာထားပေးနိုင်မှာသူ့အဖေနဲ့သူ့အမေကအံ့ဩသွားတယ်သူတို့ဇနီးမောင်နှံဟာတဦးကိုတဦးကြည့်ပြီးမြူမိကြတယ်နောက်ရက်တွင်မှအဖွားမိသားစုဝင်တွေနဲ့အတူထမင်းစားခွေရရှိသွားတော့တယ်အခုတော့သားနဲ့ချွေးမတို့အဖွားကိုပေါ်ငိမ့်တာတွေအပြစ်တင်တာတွေမရှိတော့တဲ့ကွယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်မေလေးကူတင်ဆက်ပေးရဲ့ပုံမြင်လေးကတော့ဖွားရဲ့သပွဲလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ထပ်ပြီးကြည့်ရှုခြင်းတော့မေလေးရဲ့ Audio Box YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်